တာတို့သမီးတို့အားလုံးမင်္ဂလာပါဆရာဒီဗီဒီယိုဖိုင်ထဲမှာဆရာ February March 2025 တုန်းက past paper တွေကမှဆရာ spreadsheet question တွေကိုဆရာဖြေပေးသွားမယ်ပေါ့နော် website authoring ရဲ့ question တွေကိုတော့ဆရာရှေ့ video ထဲမှာဆရာတင်ပေးထားတယ်ဆရာ channel ထဲမှာဝင်ကြည့်လို့ရတယ်ပေါ့နော် okay အဲ့တော့ဆရာတို့ spreadsheet section ကိုသွားရအောင် spreadsheet ကဆရာတို့ task 4မှာရှိရပေါ့နော် okay အဲ့တော့ကျတော့သူကဒီမှာဗာပေးထားလဲဆိုလို့ရှိရင် you will edit a spreadsheet to calculate the surface area of walls in a room ဆရာတို့အခန်းတစ်ခန်းထဲမှာရှိတဲ့နံရံတွေအားလုံးရဲ့မျက်နှာပြင် area ကိုတွက်ချက်တဲ့ spreadsheet ကိုဆရာတို့ edit လုပ်ပေးရမယ်ပေါ့နော်ဆိုတော့ question number 11ကဗာပြောထားလဲဆိုလို့ရှိရင်ဆရာတို့ open and expand the file m25cal.csv ပေါ့နော်အဲ့ဒီ m25cal.csv ဆိုတဲ့ file ကိုဆရာတို့ဖွင့်ပေးရမယ်ပြီးသွားလို့ရှိရင် place left align in the header ဆရာတို့ header ထည့်ခိုင်းတယ်ပေါ့နော်အဲ့ဒီ header ရဲ့ဘယ်ဘက် align ထဲမှာဆရာတို့ဗာထည့်ပေးရမလဲဆိုလို့ရှိရင် the test created by ဆိုတဲ့ test ကိုထည့်ပေးရမယ်အဲ့ဒီ created by ရဲ့နောက်မှာဆရာတို့က space လေးထားပေးရမယ်အဲ့ဒီ space ရဲ့နောက်မှာတာတို့သမီးတို့ရဲ့နာမည်ရဲ့ center number ရဲ့ candidate number ရဲ့ထည့်ပေးရမယ်ပေါ့နော် okay အဲ့တော့ကျတော့ဆရာတို့ကဒါက header ရဲ့ဘယ်ဘက် line ထဲမှာရှိမယ်ဟာပေါ့နော်နောက်တစ်ခုကကျတော့ place right align in the header ထဲမှာပဲဆရာတို့ကညာဘက် align ထည့်ပေးရမယ်ဘာလို့ထည့်ပေးရမလဲဆိုရင် the test created on ဆိုတဲ့ဟာကိုဆရာတို့ထည့်ပေးရမယ်အဲ့ဒီ created on ရဲ့နောက်မှာဆရာတို့ space လေးထားပြီးတော့မှ automatic date ထည့်ပေးရမယ်အဲ့ဒီနောက်မှာဆရာတို့ space ထည့်ပေးရမယ်ပြီးသွားလို့ရှိရင်ဆရာတို့ add ဆိုတဲ့စကားလုံးလေးထည့်ပြီးတော့မှအဲ့ဒီ add ရဲ့နောက်မှာဆရာတို့ထပ်ပြီးတော့ space bar လေးထားမယ်ပြီးသွားလို့ရှိရင် automatic time ကိုထည့်ပေးရမယ်ပေါ့နော် okay အဲ့ဒါတွေထည့်ပြီးသွားလို့ရှိရင် say this as a spreadsheet with the file name ဆရာတို့ဒီ file ကိုဆရာတို့ m25 area ဆိုပြီးတော့ဆရာတို့save လုပ်အောင်ပေါ့နော် m25 area underscore ရဲ့နောက်မှာတာတို့သမီးတို့ရဲ့ center number ရဲ့ candidate number ရဲ့ထည့်မယ်ပေါ့နော်သူက example ပုံစံလေးကိုဒီလိုပုံစံလေးပြထားတယ်ပေါ့နော် okay အဲ့တော့ကျတော့ဆရာတို့ပထမဦးဆုံး step အနေနဲ့ m25cal.csv ဆိုတဲ့ file ကိုဖွင့်ရအောင်ဒါတွေကသူတို့ source file ထဲမှာ provide လုပ်ပြီးသား file တွေပေါ့နော် okay အဲ့တော့ဆရာတို့ source file ထဲမှာရှိတဲ့ m25cal.csv ဆိုတဲ့ file ကိုဆရာတို့ဖွင့်လိုက်မယ်ပေါ့နော်okay ဒါဆိုလို့ရှိရင်ဆရာတို့ file ကြီးရသွားပြီပေါ့နော်သူကဆရာတို့ကို header ထည့်ခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ header ထည့်ခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့က insert ဆိုတဲ့ထဲကနေပြီးမှဆရာတို့ဒီ test ဆိုတဲ့ဟာလေးကိုရွေးလို့ရတယ်အဲ့ဒီထဲမှာဆရာတို့ header and footer ရှိတယ်ပေါ့နော်အဲ့ဒါကိုဆရာတို့ header ကိုရွေးပေးရမယ် header ရဲ့ဘယ်ဘက် align မှာသူကပြောထားတယ် created by ဆိုပြီးတော့တာတို့သမီးတို့ရဲ့နာမည်ထည့်ပေးရမယ်ပြီးရင် center numberပြီးရင်ဆရာတို့ candidate number ထည့်ပေးရမှာပေါ့နော်ပြီးရင်ဆရာတို့ညာဘက် align မှာကျတော့သူကဘာလုပ်ခိုင်းလဲဆိုလို့ရှိရင် created on ဆိုတဲ့စာသားကိုထည့်ခိုင်းတယ်ပေါ့နော် created on ရဲ့နောက်မှာဆရာတို့ space ထားပြီးတော့မှ automatic date ပေါ့နော် current date ဆိုတဲ့ဟာကိုဆရာတို့ automatic date အတွက်ကိုဆရာတို့ current date ဆိုတဲ့ဟာကိုဆရာတို့ရွေးပေးလို့ရတယ်ပြီးတော့ရင်ဆရာတို့ space လေးချပြီးတော့မှ add ဆိုတဲ့စာသားလေးထည့်မယ်အဲ့ဒီ add ရဲ့နောက်မှာဆရာတို့ space bar ထားမယ်ပြီးသွားလို့ရှိရင် current time ထည့်မယ်ပေါ့နော်ဒီမှာ current time ကဆရာတို့ဒီအပေါ်လေးမှာနာရီပုံလေးနဲ့ဟာရှိရယ် okay အဲ့ဒါဆိုလို့ရှိရင်သူတို့လိုချင်တဲ့အတိုင်းဆရာတို့ဘယ်ဘက် align မှာဆရာတို့ရဲ့နာမည်တွေနဲ့ created by ဆိုတဲ့ဟာရှိမယ်ပြီးရင်ညာဘက် align မှာ created on ဆိုတဲ့ test နဲ့ဒါနဲ့ရှိမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဆရာတို့ရဲ့ question number 11ကပြီးသွားပြီပေါ့နော်ပြီးသွားရင်သူတို့ဆရာတို့ save လုပ်ခိုင်းတဲ့ name က m25 area underscore ရဲ့နောက်မှာတာတို့သမီးတို့ရဲ့ center number နဲ့ candidate number ထည့်ရမယ်ပေါ့နော်အဲ့တော့ကျတော့ဆရာတို့ file ထဲကနေပြီးတော့ save as ဆိုတဲ့ဟာကိုနှိပ်မယ်ပြီးတော့ရင်ဆရာတို့အခုအလုံးလုံးနေတဲ့ folder ထဲမှာသွားပြီးတော့မှဆရာတို့ save လုပ်မယ်ပေါ့နော် m25cal ဆိုတဲ့ဟာကိုဆရာတို့ m25 area underscore နောက်မှာ center number ပေါ့နော် center number 01234ပြီးရင် candidate number ပေါ့နော်007ဆိုပြီးတော့ထည့်မယ်ပြီးရင်ဆရာတို့ဒီမှာဆိုလို့ရှိရင် save as type ကိုဆရာတို့ exit wall ပုံနဲ့ပဲ save ပေးမယ်နော်ပြီးရင်ဆရာတို့ save ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ရပြီသူတို့လိုချင်တဲ့အတိုင်းရသွားပြီပေါ့နော်okay အဲ့ဒါဆိုရင်ဆရာတို့ question 11ကပြီးသွားပြီပေါ့နော်ဒါဆိုဆရာတို့3မှတ်ရပြီနောက်တစ်ခုကကျတော့ question number 12ကကျတော့ insert a new row between row 1 and 2 row 1နဲ့2ရဲ့ကြားထဲမှာဆရာတို့က row တစ်ခုထည့်ခိုင်းတယ်ပေါ့နော်ပြီးသွားရင် insert the new row 2 in the new row 2 row 2အသစ်ရလာတဲ့အခါမှာအဲ့ဒီ row 2ထဲမှာဆရာတို့က enter the test or dimension in meter ဆိုတဲ့စာသားပေါ့နော်ဒီ test ကိုဆရာတို့ထည့်ပေးရမယ်ပေါ့နော်အဲ့တော့ဒီ test ကိုဆရာ copy လေးကူးလိုက်မယ်ပြီးရင် row 1နဲ့2ရဲ့ကြားမှာဆိုဆရာတို့ဒီနှစ်ခုကြားထဲမှာဆရာက row လေးတစ်ခုထပ်ထည့်လိုက်မယ်ပေါ့နော်2ထဲမှာသွားပြီးတော့မှဆရာတို့
edit ဆဲလုပ်ပြီးတော့မှဆရာတို့ insert ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပြီးတော့လို့ရှိရင်ဆရာတို့ entire row ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဆရာတို့2နဲ့3ကြားမှာ row လေးတစ်ခုရလာပြီပေါ့နော်အဲ့ဒါသူပါထက်ပြောထားသေးတယ်ဆရာတို့ row 2ဆဲမှာဒီ text ကိုထည့်ခိုင်းတာပေါ့နော်အဲ့တော့ row 2ဆဲမှာသွားပြီးတော့မှဆရာတို့ဒီ text ကလေးကိုထည့်လိုက်မယ်ပေါ့နော် all dimension ဆိုတော့ meter ဆိုတဲ့စာအလေးထည့်လိုက်မယ် okay ဒါဆိုရင်ဆရာတို့ question number 12ကပြီးသွားပြီပေါ့နော် question number 30ကိုသွားရအောင် question number 30မှာကျတော့ match the set A1 to B1 A1 ကနေ A2 ကို A1 ကနေပြီးတော့ B1 ကိုဆရာတို့ပေါင်းပေးရမှာပေါ့နော်အဲ့တော့ A1 နဲ့ B1 ကိုဆရာတို့ match လုပ်ဖို့အတွက်ဆိုလို့ရှိရင်ဒီ home လေးကနေ match and center ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဆရာဒီနှစ်ခုကပေါင်းသွားပြီပေါ့နော်ပြီးတော့သူထပ်ပြောထားသေးတာ format this match တဲ့ with it white 24 point some series found on a black background ဆရာတို့ဒီဆဲကွက်ထဲမှာ background color ကိုအနက်ရောင်ထားမယ်ပြီးရင် font color ကိုဆရာတို့အဖြူရောင်ပေးပြီးတော့မှ24 point ဆိုတာဆရာတို့ font size ကိုပြောတာပေါ့နော်ပြီးရင်သုံးရမယ့် font က some series font ဆိုတဲ့အတွက်ကြောင့်မလို့ဆရာတို့အနေနဲ့ calibrate ဒါမှမဟုတ်လို့ရှိရင် area ပေါ့နော်တစ်ခုခုကိုဆရာတို့သုံးလို့ရတယ်အဲ့တော့ကျတော့စောစောတုန်းကထဲကိုပြန်သွားပြီးတော့မှဆရာတို့ဘာလုပ်ရမလဲဆိုရင် font size ကို24 point ချိန်မယ်ပြီးရင် font color ကိုဆရာတို့အဖြူရောင်လေးပြောင်းမယ်ပြီးရင် background color ကိုဆရာတို့အနက်ရောင်ပြောင်းမယ်ပေါ့နော်ပြီးတော့ရင်ဆရာတို့ some series font ဆိုတဲ့အတွက်ကြောင့်မလို့ဆရာတို့ area ကိုပြောင်းလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဆရာတို့ရဲ့ဆဲကွက်လေးရသွားပြီပြီးသွားလို့ရှိရင်သူကဘာပြောထားသေးလဲဆိုလို့ရှိရင်တဲ့ match set A2 to B2 A2 ကနေပြီးတော့ B2 ကိုဆရာတို့ပေါင်းခိုင်းတယ်ပေါ့နော်အဲ့တော့ A2 ကနေ B2 ဆိုတော့ဒီဥစ္စာလေးဖြစ်မှာအဲ့ဒါကိုဆရာတို့ match and center ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော် okay အဲ့ဒါပြီးရင်နောက်တစ်ခုကကျတော့တဲ့ format the spreadsheet like this အောက်မှာပေးထားတဲ့ပုံစံတိုင်းဆရာတို့ကဒီ spreadsheet ကို format ချပေးရမှာပေါ့နော်အဲ့တော့ကဆရာတို့ရဲ့ထဲမှာဆိုလို့ရှိရင်ဒီ processing surface area calculator ဆိုတဲ့ဟာအရင်သေးနေတာပေါ့နော်အဲ့တော့ဆရာတို့နည်းနည်းလေးချဲ့လိုက်မယ်သူ့ရဲ့ width ကလေးကိုပြီးရင် height ကိုလည်းဆရာတို့ချဲ့လိုက်မယ်ပေါ့နော်ဒီလောက်ဆိုလို့ရှိရင်ရပြီပြီးရင်ဒီမှာဆိုလို့ရှိရင် test တွေကဆရာတို့တကြောင်းနဲ့ဖြစ်နေတာပေါ့နော်ပြီးရင်အပေါ်မှာမရှိဘူးပေါ့နော်အပေါ်မှာအလွတ်ကြီးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဆရာတို့ warp test ဆိုတဲ့ဟာလေးကိုနှိပ်ပေးရမှာပေါ့နော်ဒါဆိုလို့ရှိရင် processing surface area calculator ဆိုတာသူလိုချင်တဲ့ပုံစံတိုင်းလေးရသွားပြီပေါ့နော်နောက်တစ်ခုကဒီ all dimension in meter ဆိုတဲ့ဆရာတို့စီမှာဒီမှာကcenter တော့ရောက်နေပြီဒါပေမဲ့သူကဒီမှာကဘိုးလေးပေးထားတယ်တွေ့လားမသိဘူးဒီမှာဘိုးလောက်ထားတယ်ဆရာတို့ဟာဘိုးမလောက်ရသေးဘူးအဲ့အတွက်ကြောင့်မလို့ဆရာတို့ဒီထဲမှာရှိတဲ့ဆဲကွက်ကိုဘိုးလောက်ရမယ်ပေါ့နော် okay အဲ့တော့ဘိုးပေးလိုက်ပြီပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ဆရာတို့ဒီမှာဆိုလို့ရှိရင် room height width ဆိုတဲ့ဒီ A column ထဲမှာရှိတဲ့ဒီ test တွေကဆရာတို့ညာဘက်ကို align ဖြစ်နေတာတွေ့လားမသိဘူးဒီဘက်ကိုဆရာတို့အကုန်လုံးက align ဖြစ်နေတာအဲ့တော့ကျတော့ဒါတွေအကုန်လုံးကိုဆရာတို့ changes လုပ်ပေးရမယ်ပေါ့နော်โอเคအဲ့တော့ဒီကနေပြီးတော့ဆရာတို့ A4 ကနေပြီးတော့အောက်ဆုံးဒီကိုဆရာတို့ဆက်လက်မှတ်ပြီးတော့သူ့ညာဘက် align လေးလုပ်ဖို့အတွက်ဆိုရင်ဆရာတို့ဒီ home ထဲကနေပြီးတော့ဒီမှာ right align ဆိုတဲ့ဟာလေးကိုဆရာတို့နှိပ်လိုက်ရင်ဆရာတို့ test တွေကညာဘက်ကိုကတ်သွားပြီပေါ့နော်ပြီးရင်ဒီဘက်မှာရှိတဲ့ value တွေကိုじゃသူ center ပို့ထားတာတွေ့လားမသိဘူးเนาะအဲ့တော့အဲ့ center ပို့ဖို့အတွက်ဆိုလို့ရှိရင်ဆရာတို့ B4 ကနေပြီးတော့အောက်ထိကိုဆရာတို့ select လုပ်ပြီးသွားရင်သူ့ကိုဆရာတို့ဒီမှာ test align center ဆိုတဲ့ဟာလေးကိုဆရာတို့ပို့လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဆရာတို့အလယ်ရောက်သွားပြီပေါ့နော် okay အဲ့တော့ကြတော့ဒါဆိုလို့ရှိရင်ဆရာတို့ဒီ question number 30ကလည်းပြီးသွားပြီပေါ့နော်အဲ့ဆိုရင်ဆရာတို့ 4D ကိုသွားရအောင် 4D မှာကြတော့ဆရာတို့ဘာပြောထားလဲဆိုရင် place in set B12 B12 ထဲမှာဆရာတို့ဘာထည့်ခိုင်းတာလဲဆိုလို့ရှိရင်validation rule တစ်ခုထည့်ခိုင်းတယ် to restrict data entry to only the test yes or no data entry လုပ်တဲ့အခါမှာဆိုလို့ရှိရင် yes or no ဆိုတဲ့ test ကလွဲလို့ကျန်တဲ့ data တွေကိုဆရာတို့ကမထည့်ချင်ဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့ validation rule ထည့်ပေးရမှာတကယ်လို့ user ကနေပြီးတော့yes or no မဟုတ်ဘဲနဲ့အခြားသော test တွေထည့်လာတယ်ဆိုလို့ရှိရင်ဆရာတို့အနေနဲ့ error message တစ်ခုပြပေးရမှာပေါ့နော်ပြီးသွားလို့ရှိရင်နောက်တစ်ခုကဘာပြောထားသေးလဲဆိုရင် data must be selected data တွေကို selected လုပ်ရမယ် from a drop down listကနေပြီးတော့ and no other data must be allowed အခြား data တွေကိုဆရာတို့ခွင့်မပြုဘူးပေါ့နော်ဆိုတော့အဲ့ဒါကဆရာဒါကိုဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဆရာတို့ set B12 ထဲမှာသွားပြီးတော့မှ B12 ဆိုတော့ဆရာတို့ဒီနေရာဖြစ်မှာပေါ့နော် B12 ဆိုတော့ okay has window ဆိုတဲ့နေရာမှာနော်အဲ့ဒီနေရာမှာဆရာတို့ validation rule ထည့်ပေးရမှာအဲ့တော့ဆရာတို့ဘယ်လိုလုပ်လို့ရလဲဆိုဒီထဲမှာ data ဆိုတဲ့စီကိုသွားမယ်အဲ့ဒီ data ဆဲမှာဆရာတို့ဒီမှာဟိုဟာလေးရှိတယ်ပေါ့နော်
Okay data validation ဆိုတဲ့ဟာလေးရှိရနော်အဲ့ဒါလေးကို data tools ထဲမှာ data validation ဆိုတဲ့ဟာလေးရှိရအဲ့ဒါလေးကိုဆရာတို့နှိပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင် data validation ဆိုတဲ့ဒီ box ကလေးကြာလာနိုင်မယ်အဲ့ထဲမှာဆရာတို့ကဘာလုပ်ပေးရမလဲဆိုလို့ရှိရင် allow ဆရာတို့ခွင့်ပြုတာဘာလို့လဲဆိုလို့ရှိရင် list ကိုပဲခွင့်ပြုမယ်လို့သူကပြောရနော်ဆရာတို့ဒီမှာဆိုလို့ရှိရင် from a draw down list ဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့က list ကိုရွေးပေးရမယ်ပြီးတော့ရင် data be train ဆိုတော့ဒီ source ကဆရာတို့သူက yes or no နှစ်ခုပဲသူကdata entry လုပ်လို့ရမှာပေါ့နော်အဲ့အတွက်ကြောင့်မလို့ဆရာတို့ကဒီမှာ yes no ဆိုပြီးတော့ဆရာတို့ comma လေးခံပြီးတော့ထားခဲ့ရမှာပေါ့နော်ဒါကဆရာတို့ drop down list ရွေးတဲ့အခါမှာဆိုလို့ရှိရင်ပေါ်လာမယ့် data ပေါ့နော်ပြီးသွားလို့ရှိရင်ဒီ data တွေမဟုတ်ဘူးဆိုလို့ရှိရင်ဆရာတို့အနေနဲ့ error ပြဖို့အတွက်ဆိုလို့ရှိရင် error alert ဆိုတဲ့စီကိုသွားရမယ်ပေါ့နော်Okay ဒီ yes or no ကလွယ်လို့ကျန်တဲ့ data တွေထည့်လို့ရှိရင်ဆရာတို့ရဲ့ process ကြီးက stop ဖြစ်သွားမယ်ပြီးသွားရင် title ကိုဆရာတို့ invalid input ဆိုပြီးတော့ဆရာတို့ထည့်မယ်ပေါ့နော်ပြီးတော့ရင် error message မှာကျတော့ဆရာတို့ဘာပို့ပေးရမလဲဆိုရင် please enter correct format value ဆိုပြီးတော့ဆရာတို့ရေးပေးလိုက်မယ်ပေါ့နော်ပြီးတော့ရင်ဆရာတို့ okay ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ဆရာတို့ရဲ့ဒီမှာဆိုလို့ရှိရင်တွေ့လားမသိ drop down box လေးကြာလာပြီเนาะဆရာတို့ရဲ့ B12 ထဲမှာဒီမှာ drop down box လေးနဲ့ yes or no ဆိုတဲ့ဟာလေးကြာလာပြီပေါ့နော်Okay အဲ့တော့ကျတော့ဆရာတို့ဒီမှာစမ်းကြည့်အောင်ဒီမှာဆရာတို့ yes ဆိုတဲ့ဟာလေးကိုထည့်လိုက်မယ်ဒါဆိုလို့ရှိရင်အဆင်ပြေရယ်နော် no ဆိုတဲ့ဟာလေးကိုထည့်လိုက်မယ်ဒီမှာဆိုအလုံးလုံးနေသေးရယ်ပေါ့နော်ဆိုတော့ဒီမှာထည့်တဲ့စကားလုံးတွေကဆရာတို့small letter နဲ့ capital letter မတူလို့မရဘူးเนาะဆိုတော့ဒီမှာဆိုလို့ရှိရင်ဆရာ no ကိုဆရာ o ကိုဆရာ capital letter နဲ့ရိုက်လိုက်လို့ရှိရင်ဆရာတို့ error message ပြရတယ်ပေါ့နော်invalid input ဖြစ်နေတယ် please enter correct format value ဆိုတာဒါဆရာတို့စောစောတော့ error message ပြတဲ့အခါမှာထည့်ခဲ့တဲ့ data တွေကဒီမှာလာပေါ်တာပေါ့နော် okay အဲ့တော့ကျတော့ဒါဆိုလို့ရှိရင်ဆရာတို့တရားအဆင်ပြေပြီပေါ့နော်ပြီးတော့သူကဘာထပ်ပြောထားသေးလဲဆိုလို့ရှိရင် please in your evidence document ဆရာတို့ရဲ့ evidence document ထဲမှာတဲ့ screenshot လုပ်ပေးရမယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင် showing the validation rules including the validation criteria ဆရာတို့ validation rules တွေကိုဆရာတို့ထုတ်ပြပေးရမယ်ပေါ့နော် screenshot ထဲမှာအဲ့အတွက်ကြောင့်မလို့ဆရာတို့ကဒီထဲမှာပြန်သွားပြီးတော့စောစောတော့ဆရာတို့ရေးခဲ့တဲ့ B12 ထဲမှာသွားပြီးတော့မှဆရာတို့ validation rule ကိုပြန်သွားကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာဆရာတို့ validation rule ကိုနှိပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဆရာတို့ထည့်ခဲ့တယ်နော် allow list ပြီးသွားရင် yes or no ဆိုတဲ့ဟာလေးပေါ်လာလိမ့်မယ်ပေါ့နော်အဲ့ဒါကိုဆရာတို့က screenshot ရိုက်ပေးရမယ်ပေါ့နော်ဆိုတော့ Windows Shift S နဲ့ဆရာ screenshot ရိုက်လိုက်မယ်ပြီးရင်ဆရာတို့ဒီ data လေးကိုပေါ့ရိုက်ပေးရမယ်ပေါ့နော်ဒါဆိုရင်ဆရာရဲ့ clipboard ထဲမှာ copy လုပ်ပြီးသွားပြီအဲ့တော့ဆရာတို့ရဲ့ document evidence document ထဲမှာသွားပြီးတော့မှ screenshot ကိုထည့်မယ်ပေါ့နော် screenshot ထုတ်တဲ့အခါမှာဆိုလို့ရှိရင်ဆရာတို့လုပ်နေတာquestion number 40ဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ EVIDENCE evidence 40ဆိုပြီးတော့ဆရာတို့ထည့်ပေးပြီပေါ့နော်ပြီးရင်ဆရာတို့ဒီ screenshot ကိုထည့်မယ် okay ဒီမှာဆိုလို့ရှိရင်ဆရာတို့ကဒီ screenshot ထဲမှာပါလာတာကဆရာတို့ setting တွေကဟာပဲရှိသေးတယ် error alert မရှိသေးဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့ဆရာတို့ကဘာထည့်ပေးရမလဲဆိုလို့ရှိရင် error alert အတွက်ကိုဆရာတို့ကနောက်ထပ် screenshot တစ်ခုထည့်ပေးရမယ်ပေါ့နော်အဲ့တော့ဒီထဲမှာရှိနေတဲ့ဟာကိုဆရာတို့ error alert ဆိုတဲ့ဟာကိုရွေးပြီးရင်ဆရာတို့ screenshot နှစ်ခုရိုက်ပေးရမယ်ပေါ့နော် okay ဒီမှာဆိုဆရာတို့ screenshot တစ်ခုရိုက်လိုက်ပြီပြီးတော့ရင် copy ပြီးသွားပြီပေါ့နော်ပြီးတော့ရင်ဆရာတို့ဒီထဲမှာသွားပြီးတော့ထည့်လိုက်ပြီပေါ့နော်ဒါကလည်း number 40ဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ number ဆင်ပြန်မတက်တော့ဘူးပေါ့နော် okay ဒါဆိုလို့ရှိရင်သူလိုချင်တဲ့ question number 40အတွက်လည်းပဲဆရာတို့အဖြေပြီးသွားပြီပေါ့နော်နောက်တစ်ခုကကျတော့ဆရာတို့50ပေါ့နော်50မှာကသူဘာပြောထားလဲဆိုရင် delete rows 16 17 18 and 19နော် row ၄ခုကိုဆရာတို့ဖြတ်ပေးရမယ်ပေါ့နော်အဲ့တော့ကျတော့ဆရာတို့ရဲ့ Excel ဆဲကိုပြန်သွားမယ်ဒါကြီးကပိတ်လိုက်လို့ရပြီ row 16 17 18 19နော်အဲ့ဒါတွေကိုဆရာတို့အကုန်လုံးဖြတ်ပေးရမယ်လို့ပြောအဲ့အတွက်ကြောင့်မလို့ဆရာတို့ select မှတ်ပြီး right click နှိပ်ပြီးဆရာတို့ delete ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်အဆင်ပြေသွားပြီပေါ့နော်ဆရာတို့အောက်ကဟာကဆရာတို့ A60 ထဲမှာရောက်လာပြီပေါ့နော်ဒါဆိုရင်ဆရာတို့နောက်ထပ်တစ်မှတ်ထပ်ရသွားပြီပြီးရင်နောက်ထပ် number 16ကကြတော့ဘာပြောထားလဲဆိုလို့ရှိရင် place in a set B16 B16 ထဲမှာဆရာတို့ကဘာလုပ်ပေးရမလဲဆို formula ထည့်ပေးရမှာအဲ့ဒီ formula to calculate the area of ceiling
ceiling ရဲ့ area ကိုတွက်ချက်ပေးတဲ့ formula ကိုပေါ့နော်သူက formula အောက်မှာပေးထားတယ်ဆိုတော့ area equal to room length အမြောက် room width ဆိုပြီးတော့ပြပေးထားတယ်ပေါ့နော် okay အဲ့တော့ဒီမှာဆိုဆရာတို့နှစ်ခုစလုံးမြင်ထားအောင်လို့ဆရာနည်းနည်းလေးခြုံလိုက်မယ်ပေါ့နော်ဆိုတော့ B16 ထဲမှာဆိုတော့ဆရာတို့ B16 ဆိုတာဆရာတို့ဒီဘက်မှာရှိတယ် okay ဒီမှာဆိုတော့ formula ရေးမှာဖြစ်တဲ့အတွက်ကြောင့်မို့ဆရာတို့ equal sign သုံးမယ် room length ဆိုတဲ့အတွက်ကြောင့်မို့ room length ကဆရာတို့ဒီအပေါ်မှာရှိရပေါ့နော် room length ကိုဆရာတို့ select မှတ်မယ်သူက B6 ထဲမှာရှိရနော်အဲ့ဒါကိုမှဆရာတို့မြှောက်ပေးရမယ်ပေါ့နော်ဘာနဲ့မြှောက်ပေးရမလဲဆိုလို့ရှိရင် room width နဲ့မြှောက်ပေးရမယ်ပေါ့နော်အဲ့တော့ကျတော့ဆရာတို့ room width ကိုဆရာတို့ပြန်ပြီးတော့သွားရွေးလိုက်ရင် B5 ထဲမှာ room width ရှိတဲ့အတွက်ကြောင့်မို့ဆရာတို့ရဲ့ formula ရပြီပေါ့နော် sorry ဒီမှာဟိုဟာလေးကြံနေခဲ့ပြီokay အဲ့တော့19ဆိုပြီးတော့ဆရာတို့အဖြေရလာခဲ့ပြီပေါ့နော်ဒါဆိုလို့ရှိရင်ဆရာတို့ရဲ့ question number 16ကလည်းပြီးသွားပြီပေါ့နော် okay question number 17ကိုကြည့်အောင် question number 17မှာကျတော့ဆရာတို့ဘာလုပ်ခိုင်းလဲဆိုရင် please in cell B17 ထဲမှာဆရာတို့ formula ထည့်ပေးရမယ်ဒီနေရာမှာပေါ့နော်အဲ့ဒီ formula ကဘာလုပ်ပေးတဲ့ဟာလဲဆိုလို့ရှိရင် calculate the area of wall နံရံရဲ့ area ကိုတွက်ချက်ပေးတဲ့ formula ကိုဆရာတို့ထည့်ပေးရမယ်ပေါ့နော်သူ့ရဲ့ formula ကိုဒီမှာသူပေးထားတယ်ပေါ့နော်အဲ့ formula အတိုင်းဆရာတို့ကရေးပေးရုံပဲပေါ့နော်ပြီးသွားလို့ရှိရင်သူဘာထပ်ပြောထားသေးလဲဆိုလို့ရှိရင် if a window is present တကယ်လို့ဒါ window တွေ့ခဲ့တယ်ဆိုလို့ရှိရင် window ရှိတယ်ဆိုလို့ရှိရင် window ပါတယ်ဆိုလို့ရှိရင် add this to the area of the wall within the same formula ဆိုတော့ဒီမှာဆိုလို့ရှိရင် window ရှိလားမရှိလားဆိုတော့ဆရာတို့ကဒီနေရာမှာစစ်တာလေဟုတ်တယ်မလားတကယ်လို့ဒီ window ကရှိခဲ့တယ်ဆိုလို့ရှိရင်ဆရာတို့ကဒီ area တွက်တဲ့ formula ထဲမှာထပ်ပြီးတော့မှဒီအောက်ကပေးထားတဲ့ formula ကိုဆရာတို့ကထပ်ပေါင်းပေးရမှာပေါ့နော်တကယ်လို့ဒီမှာဆိုလို့ရှိရင် window မရှိဘူး no ဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီ formula ကိုဆရာတို့ပေါင်းပေးစရာမလိုဘူးဆရာတို့ဒီတစ်ခုတည်းနဲ့တင်ဒီအပေါ်ကတစ်ခုတည်းနဲ့တင်အလုံးလုံးလို့ရတယ်လို့ပြောချင်တာပေါ့နော် okay အဲ့တော့ကျတော့ဆရာတို့ဒီ formula လေးကိုရေးရအောင်ပေါ့နော်ပထမဦးဆုံးအနေနဲ့ဆရာတို့ဒီ cell ကွက်ကလေးကိုရွေးလိုက်မယ်ပြီးရင် equal sign ရေးမယ် formula ရေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ formula ထဲမှာသူပေးထားတာကဆရာတို့room height နဲ့ဆရာတို့2နဲ့ကိုမြှောက်မယ်ပေါ့နော်အဲ့တော့ room height ကဘယ်မှာရှိတယ်ဆိုတော့ဆရာတို့ B4 ထဲမှာရှိရပေါ့နော်ဒါလေးကိုဆက်လက်မှတ်လိုက်မယ်အဲ့ဒါဆို B4 ရောက်လာပြီပြီးရင်ဆရာတို့2နဲ့မြှောက်မယ်ပေါ့နော် 2 times ပေါ့နော်ပြီးတော့ရင်နောက်တစ်ခုကထပ်ပြီးတော့ multiply လုပ်ထားသေးတယ်ဘာနဲ့လဲဆိုလို့ရှိရင် room length plus room width ပေါ့နော်အဲ့တော့ကျတော့ room length နဲ့ room width ကဘယ်မှာရှိတယ်ဆိုဆရာတို့ဒီမှာရှိရ B6 နဲ့ B5 ထဲမှာရှိရပေါ့နော်အဲ့နှစ်ခုကိုဆရာတို့ပေါင်းခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ B6 plus ဆရာတို့ B5 ကိုပေါင်းပေးရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဆရာတို့ဒီတကန်တာပြီးသွားပြီပြီးသွားရင်ဆရာတို့ point ပြန်ပိတ်မယ်ပြီးရင်နောက်တစ်ခုကကျတော့ဆရာတို့ minus ပေါ့နော် minus ကိုမှသူကdoor height နဲ့ door width ကိုသူကမြှောက်ပေးထားတယ်ပေါ့နော်အဲ့တော့ door height နဲ့ door width ကဘယ်မှာရှိတယ်ဆိုဆရာတို့ဒီမှာရှိရ door height မြောက် door width ပေါ့နော် okay ဒီမှာဒါဆိုလို့ရှိရင်ရပြီ queen ပြန်ပိတ်မယ်ပြီးသွားလို့ရှိရင် reverse tab ဆိုတဲ့ကောင်ဆရာတို့ပေါင်းပေးရမယ်ပေါ့နော်ဆိုတော့ plus reverse tab ကကျတော့ဆရာတို့ B10 ထဲမှာရှိရပေါ့နော်အဲ့တော့ B10 ကိုဆရာတို့ရွေးလိုက်မယ်ပြီးသွားရင်ဆရာတို့ထပ်ပြီးတော့ multiply လုပ်ခိုင်းတယ်ဘာနဲ့လဲဆိုလို့ရှိရင်2 multiply door height plus door width ပေါ့နော် door height plus door width ဆိုတော့ဆရာတို့ဒီမှာရှိရ door height plus door width ကဆရာတို့ဒီတစ်ခုပေါ့နော်B9 ပေါ့နော်ဒါဆိုလို့ရှိရင်ဆရာတို့ formula ရပါပြီအဲ့ဒါဆိုလို့ရှိရင်ဒီအပေါ်က formula ပြီးသွားပြီပေါ့နော်ဒါကဘယ်အချိန်မှလဲဆိုလို့ရှိရင်ဆရာတို့ရဲ့Windows မပါတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီ formula ကအလုပ်လုပ်တယ်ပေါ့နော်အဲ့တော့ဆရာတို့ဒီဟာလေးကိုစမ်းကြည့်အောင်အဲ့ဆိုလို့ရှိရင် 41.267 ဆိုတဲ့ဟာရပြီပေါ့နော် okay အဲ့တော့ तू ကနောက်ဆက်တွဲပါတယ်တကယ်လို့ဒါ Windows ပါတယ်ဆိုလို့ရှိရင်ဆရာတို့ဒီဥစ္စာကိုဆရာတို့ပေါင်းပေးရမယ်ပေါ့နော်ဒီအောက်မှာပေးထားတဲ့ formula ကိုထပ်ပြီးတော့ပေါင်းပေးရမယ်မပါလို့ရှိရင်တော့ဆရာတို့ပေါင်းပေးစရာမလိုဘူးပေါ့နော်အဲ့တော့ကျတော့ဆရာတို့ဒီ formula ကိုပြန်သွားပြီးတော့ချိန်မယ်ပေါ့နော်ဒီထဲမှာမှဆရာတို့ plus ပြီးရင်ဆရာတို့ condition လုပ်တော့မယ်ပေါ့နော် if ဆိုတဲ့ function ကိုဆရာတို့သုံးမယ် if တကယ်လို့ဒါဆရာတို့ရဲ့Windows ရှိလားမရှိလားစစ်တဲ့နေရာဆရာတို့ B12 ထဲမှာစစ်တာလေဟုတ်တယ်မလားဒီမှာ yes or no စစ်တာပေါ့နော်အဲ့တော့ကျတော့တကယ်လို့ဒါ B12 equal ဆရာတို့က yes ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်နော်ဘာကိုပေါင်းပေးရမလဲဆိုလို့ရှိရင်ဆရာတို့ reverse depth ပေါ့နော် reverse depth ကဆရာတို့ဘယ်မှာရှိတယ်ဆိုလို့ရှိရင်ဒီမှာရှိတယ် reverse depth ပြီးရင်အမြောက်
ဘာနဲ့မြောက်လဲဆိုလို့ရှိရင်2 multiplies window height plus window width ပေါ့နော် window height plus window width ပေါ့နော် window width okay ပြီးသွားလို့ရှိရင်ဆရာတို့ queen ပြန်ပိတ်မယ်ပြီးသွားလို့ရှိရင် minus ပေါ့နော် minus ကိုမှဆရာတို့ window height အမြောက် window width ဆိုပြီးတော့ပြန်ပေါ်လာတယ်ပေါ့နော်အဲ့တော့ window height အမြောက် window width ကဆရာတို့ B40 ထဲမှာရှိတယ် okay ဒါဆိုလို့ရှိရင်ဆရာတို့ဒီ formula ပြီးသွားပြီပေါ့နော်ပြီးသွားရင်ဒါကဆရာတို့ဒီမှာဆိုလို့ရှိရင် formula ကဘယ်ချိန်မှာအလုပ်လုပ်တာလဲဆိုလို့ရှိရင် B ထွဲထဲမှာရှိတဲ့ window ကB ထွဲထဲမှာရှိတဲ့ value က yes ဖြစ်တဲ့အခါမှာဆိုလို့ရှိရင်ဒီ formula ကိုဆရာတို့ပေါင်းထည့်မယ်ပေါ့နော်ဒီမှာဆရာတို့အပေါင်းဆိုတဲ့သင်္ကေတလေးနဲ့ပေါင်းထားတယ်ပေါ့နော်တကယ်လို့ဒါဒီ B ထွဲက yes မဟုတ်ခဲ့ဘူးဆိုလို့ရှိရင်ဆရာတို့က0ပေါင်းပေးလိုက်မယ်နော်ဒါကတူတူပဲပေါ့နော်ဘာမှမပေါင်းတာနဲ့0ပေါင်းတာနဲ့အတူတူပဲပေါ့နော်အဲ့တော့မှန်တယ်ဆိုလို့ရှိရင်ဆရာတို့ဒီရှေ့က condition ကိုလုပ်မယ်မှားတယ်ဆိုလို့ရှိရင်နောက်က condition ကိုလုပ်မယ်ပေါ့နော်အဲ့တော့ကျတော့ဆရာတို့ comma လေးကုတ်ပြီးတော့မှ0ဆိုပြီးတော့ရေးပြီးဆရာတို့ပြန်ပြီးတော့မှဒီတစ်ခုလုံးအတွက်ခွင်းပြန်ပိတ်ပေးရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဆရာတို့လိုချင်တဲ့ formula ရသွားပြီပေါ့နော်okay အဲ့တော့ဒီမှာဆိုလို့ရှိရင်ဆရာတို့ရဲ့ formula အကုန်ပြီးသွားပြီပေါ့နော်ဒီမှာစမ်းကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဆရာတို့ no နေရာမှာ yes ပြောင်းကြည့်လိုက်မယ် value တွေကပြောင်းမသွားဘူးဘာဖြစ်လို့လဲဆိုဆရာတို့ဒီထဲမှာသုံးထားတဲ့ formula တွေက window height နဲ့ window width တွေသုံးထားတာများတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် window height ကို width ကို0ဆိုတော့ဆရာတို့ဒီကောင်ကတိတ်မတိတာအဲ့တော့ window height ကိုဆရာတို့လောလောဆယ်2ဆိုတဲ့ဟာလေးဆရာတို့ပြောင်းကြည့်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဆရာတို့ window ရှိတဲ့အချိန်မှာဆိုလို့ရှိရင်သူ့ရဲ့ရလာတဲ့ result က 41.8675 ပေါ့နော် window မရှိတဲ့အချိန်မှာဆိုလို့ရှိရင် 41.2675 ဆိုပြီးတော့ပြောင်းသွားပြီပေါ့နော် okay အဲ့တော့ကျတော့ဒီမှာဆိုလို့ရှိရင်ဆရာတို့ရဲ့ဒီ formula ကလည်းအဆင်ပြေသွားပြီပေါ့နော်ပြေသွားပြီဆိုတော့သူ့ရဲ့ဟာကိုဆရာတို့ original value ပြန်ထားပေးလိုက်မယ်ဒါဆိုလို့ရှိရင်ဆရာတို့ question number 70လည်းပြီးသွားပြီပေါ့နော် question number 70ပြီးသွားလို့ရှိရင်သူကဘာထပ်ပြောထားသေးလဲဆိုလို့ရှိရင်ဆရာတို့print your spreadsheet showing the formula ဆရာတို့ formula တွေကိုပြတာတဲ့ဆရာတို့ spreadsheet ကိုဆရာတို့ print လုပ်ပေးရမယ်ပေါ့နော်ပြီးသွားလို့ရှိရင် make sure that the print out is in landscape orientation သုံးပေးရမယ်ပြီးရင် rows and column heading တွေကိုဆရာတို့ display လုပ်ပေးရမယ်ပေါ့နော်ဆိုတော့ဆရာတို့ဘယ်ကိုသွားရမလဲဆိုလို့ရှိရင် formula တွေပြဖို့အတွက်ဆိုလို့ရှိရင်ဆရာတို့ formula ဆိုတဲ့ထဲကနေပြီးမှဆရာတို့ short formula ဆိုတဲ့ဟာလေးရှိရပေါ့နော်ဒီဥစ္စာလေးကိုဆရာတို့နှိပ်လိုက်လို့ရှိရင်ဆရာတို့ဒီမှာမြင်ရတဲ့ဟာတွေက formula တွေကိုမြင်ရလိမ့်မယ်ပေါ့နော် okay အဲ့တော့ကျတော့ဆရာတို့ print လုပ်မယ်ပေါ့နော် print လုပ်တဲ့အခါမှာဆိုလို့ရှိရင်သူလိုချင်တာကဆရာတို့ဘာကိုလိုချင်တာလဲဆိုရင် landscape orientation လိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ဒီမှာ landscape ကိုရွေးပေးရမယ်နော်ပြီးရင်သူက rows and column heading တွေကိုဆရာတို့ဘာလုပ်ခိုင်းသေးလဲဆိုလို့ရှိရင် display လုပ်ခိုင်းသေးရပေါ့နော်အဲ့အတွက်ကြောင့်မလို့ဆရာတို့ဘယ်ကနေသွားလို့ရလဲဆိုလို့ရှိရင် page layout ထဲကနေပြီးတော့ဆရာတို့ဒီမှာ heading ဆိုတဲ့ဟာလေးကိုဆရာတို့ print ဆိုတဲ့နေရာမှာအမှန်ချစ်ကလေးပေးခဲ့လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဆရာတို့ print ထုတ်တဲ့အခါမှာဆိုလို့ရှိရင် rows တွေ column တွေရဲ့ heading တွေပါလာပြီပေါ့နော်ဒီမှာ A B တို့1 2 3 4 5 6 7တို့ပါလာပြီပေါ့နော် okay ဒါဆိုလို့ရှိရင်ဆရာတို့ print လုပ်လို့ရပြီပေါ့နော် print ထုတ်လိုက်မယ်ပြီးတော့ရင်သူ့ရဲ့နာမည်ကိုဆရာတို့ဗာပေးမလဲဆိုလို့ရှိရင် printed file ပေါ့နော် printed file ကိုမှဆရာတို့ formula တွေပါတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ printed file with formula ပေါ့နော် formula ဆိုပြီးတော့ဆရာတို့ save လုပ်လိုက်မယ်ပေါ့နော် okay ပြီးသွားရင်ဆရာတို့ save နှိပ်လိုက်မယ် okay ဒီမှာဆိုလို့ရှိရင်ဒီ file ရပြီပေါ့နော်ဆိုတော့အဖြေလွှာတွေပြန်အပ်တဲ့အခါမှာဆိုလို့ရှိရင်ဒီ print file တွေအကုန်ပါလားမပါလားဆိုတာတေချာပြန်စစ်ရမယ်เนาะအဲ့ဒါတွေအစုံပါမှအဆင်ပြေမှာ okay နောက်တစ်ခုသွားရအောင်နောက် okay အဲ့တော့ question number 90ကဘာပြောလဲဆိုလို့ရှိရင် print out spreadsheet showing the value တွေပြတဲ့ဟာကိုဆရာတို့ print out လုပ်ပေးရမယ်ပြီးသွားလို့ရှိရင်ဆရာတို့ portrait orientation ပြောင်းပေးရမယ် rows and column heading တွေကိုဆရာတို့ display လုပ်ပေးရမယ်ပြီးသွားလို့ရှိရင်ပြီးသွားလို့ရှိရင်ဆရာတို့ရဲ့ content တွေကတေချာမြင်ရလားမမြင်ရလားဆိုတော့ပြန်စစ်ပေးပေါ့နော်အဲ့တော့ကျတော့ဆရာတို့ဒီမှာသွားပေးပေါ့နော်ဆရာတို့စောတုန်းကheadings တွေပေါ်ခဲ့တဲ့ဟာတွေကိုဆရာတို့ပြန်ပြီးတော့မှဖြောက်လို့ရပြီပေါ့နော် formula ကိုလည်းဆရာတို့ပြန်ဖြောက်လိုက်မယ်ဒါဆိုလို့ရှိရင် values တွေဆရာတို့ပြပြီပေါ့နော် okay ပြီးသွားလို့ရှိရင်ဆရာတို့ file တွေကနေပြီးတော့ print ဆိုတဲ့ဟာကိုဆရာတို့နှိပ်လိုက်မယ်
ပြီးတော့ဆရာတို့လိုချင်တာက portrait orientation ဖြစ်တဲ့အတွက်ကြောင့်မလို့ portrait ကိုပြန်ပြောင်းပေးရမယ်ပြီးရင်ဆရာတို့ print ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင် file save လုပ်တဲ့အခါမှာဆိုလို့ရှိရင်ဆရာတို့ printed file with value ဆိုပြီးတော့ဆရာတို့ save လုပ်ထည့်လိုက်ပေါ့နော် VALUES value ဆိုပြီးတော့ save လုပ်ထည့်လိုက်ပြီဒါဆိုလို့ရှိရင်ရပြီပေါ့နော်အဲ့တော့ question ကိုပြန်သွားရအောင်ပြီးတော့ကျတော့ဆရာတို့ Okay test file ကကျတော့ printing the evidence document ဆရာတို့ရဲ့ evidence document ပေါ့နော်အဲ့ဒီ evidence document တွေကိုဆရာတို့ကဘာလုပ်ပေးရမလဲဆိုလို့ရှိရင် print ပြန်လုပ်ပေးရမယ်ပေါ့နော်စောစောတော့ဒီဥစ္စာကိုဆရာတို့ file တွေကနေပြီးမှ print ဆိုတဲ့ဟာကိုပြန်နှိပ်ပြန်မယ်ပေါ့နော် print နှိပ်ပြီးတော့မှဆရာတို့ပြန်ပြီးတော့ print ထုတ်ပေးရမယ် print ထုတ်တဲ့အခါမှာဆိုလို့ရှိရင် EVIDEMCE evidence ဆိုပြီးတော့ဆရာတို့ print ထုတ်ပေးလိုက်မယ်ပေါ့နော်တော့ RDF ဆိုပြီးရင်ဆရာတို့ save ဆိုတဲ့ဟာလေးကိုနှိပ်လိုက်လို့ရှိရင်ရပါပြီ Okay ဒီ evidence document မှာဆိုလို့ရှိရင်တားတို့တတိထားမှာဒီကိုယ့်ရဲ့နာမည်တွေ center number တွေ candidate number တွေက page တိုင်းမှာပါအောင်လုပ်ပေးရမယ်ပေါ့နော် Okay ဒါဆိုလို့ရှိရင်တော့ပြီးပါပြီဆရာတို့ဒီက spreadsheet က total ပေးတဲ့အမှတ်က32မှတ်ပါဆိုတော့ဒီမှာတားတို့တမီတို့နားမယ်တာရှိလို့ရှိရင်ဆရာကို direct message ကနေလည်းလမ်းမေးလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye